ဆရာမတွေကစာမဖတ်ဘူးဗျခတ်တာဘူးသူရမရှိဘဲနဲ့ဘယ်လိုလုပ်ပညာသင်ပေးလို့ရမလဲပညာသင်တယ်ဆိုတာပကာရိဏညာတိဇာနာတိပညာလေးဗျာကိုကပြပြခွဲခွဲခြားခြားစမ်းစစ်နိုင်သောရှိဖို့လိုလားမလိုဘူးလားတင်တဲ့ဆရာမကွာအေးအကာကြီးနဲ့ရပ်ပလက်မကွဲချင်ဘူးမောက်တာနဲ့လမ်းတာတူကာကြီးလားရပ်ပလက်လားသူမကွဲဘူးအဲ့လိုသင်နေတဲ့ဆရာမတွေအများကြီးရှင်ဗျာတကယ်အများကြီးဒီတော့အထင်သေးလို့ပြောတာမဟုတ်ဆိုချင်းကနီးလေဒီနေ့ခေတ်ပညာရည်သွေးနှိမ့်လာတဲ့သူတွေကိုဘယ်လိုချင်းကပ်ရမလဲဘယ်လိုပုံစံနဲ့ချင်းကပ်ရမလဲ RWCT တို့ CCA တို့ REA တို့အများကြီးရှိတယ်ချင်းကပ်နေကြကဘာမှပြောလို့လေ့ကျင့်ပြသရတာအများကြီးအဲ့ဆရာမတွေဆိုတဲ့ပုံကိုယ်တွေကလည်းအဲ့စာအုပ်ထဲပါတဲ့ဟာကိုစာမကြည့်ဘူးအပြင်မဲ့ထွက်ဖို့ဆိုတာအဝေးစာကြည့်လိုက်တဲ့နားမှာဆရာမတယောက်ကကျောင်းသားတွေကသာဖတ်ဝါသာပါသွားပြီလေအဲ့တော့စာလေးဖတ်တဲ့အခါဆရာမတယောက်ကဒီစာကိုနောက်နေ့ကြောင်းယူခဲ့ရင်ဒါနဲ့ခုတ်မှလို့ပြောတယ်နော်ဒီပြီးတော့ကလေးတွေကစာအုပ်ကိုဒါနဲ့ခုတ်ပြီးနှုတ်သင်ပြမယ်လို့ပြောတယ်ဘလောက်တုံးလိုက်လဲဒါမဖတ်တဲ့စာအုပ်လည်းမဟုတ်ဘူးဒါမဖတ်တဲ့စာအုပ်ဆိုရင်ဒါတော့တကယ်ဖတ်တဲ့တဲ့စာအုပ်အဲဆရာမလုပ်တဲ့ပုဂ္ဂိုလ်ကလို့ပြောတယ်ဘလောက်ပိတ်နေလဲဒါဆိုပြီးတော့ပညာရေးဘက်ကပုဂ္ဂိုလ်တွေပြင်ဖို့လိုတယ်ဘုရားအောင်ဆန်းပြောခဲ့တဲ့စကားရှိတယ်ပညာရေးသည်နိုင်ငံရေးဖြစ်တယ်